Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ vlog ကနေမှပြန်လည်ကြိုဆိုပါရစေအခုကျွန်တော်သွားနေတာကတော့ရန်ကုန်ဘူရာကြီးကိုသွားနေတာဖြစ်ပါတယ်မြို့ပတ်ရထားသွားစီမှာဖြစ်ပါတယ်အခုရန်ကုန်ဘူရာကြီးရှိကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရန်ကုန်ဘူရာကြီးမှာကဝင်ပေါက်နှစ်ခုရှိပါတယ်ဝင်ပေါက်1ရဝင်ပေါက်2ရပါဝင်ပေါက်1ကတော့ပြည်တွင်းခီးစင်တဲ့အတွက်ဖြစ်ပါတယ်ဝင်ပေါက်2ကတော့ရန်ကုန်မြို့တူခီးစင်တဲ့အတွက်ဖြစ်ပါတယ်အခုကပဲရောက်နေလဲဆိုရင်တော့ဘူရာကြီးရန်ကုန်ဘူရာကြီးရောက်နေတာဖြစ်ပါတယ်မြို့ပတ်ရထားလာစီမှာဖြစ်ပါတယ်ဝင်ပေါက်2ကနေဝင်ပြီးတဲ့နောက်မှာတော့ဒီလို land shot စင်ကြံကိုတွင်ရမှာဖြစ်ပါတယ်နံပါတ်6ကိုတွားရမှာဖြစ်ပါတယ်စင်ကြံနံပါတ်6ကနေဆင်းလာရင်ဒီနေရာကိုရောက်မှာဖြစ်ပါတယ်ဒီနေရာကတော့ရထားလက်မှတ်ဖြတ်တဲ့နေရာဖြစ်ပါတယ်မြစ်ဖက်ရထားရဲ့ရထားလက်မှတ်ခါကတော့တယောက်ကို1000ဖြစ်ပါတယ်ဒီလူတွေကတော့ရထားစီဖို့အတွက်စောင့်နေကြတာဖြစ်ပါတယ်အခုမြင်နေရတဲ့မြင်ကွင်းတွေကတော့ရန်ကုန်ဘူရာကြီးအတွင်းပိုင်းရဲ့မြင်ကွင်းတချို့ပဲဖြစ်ပါတယ်ရထားကောင်းချိန်တာကိုပထမဆုံးမြင်ဖူးခြင်းဖြစ်ပါတယ်အခုမြင်နေရတဲ့ရထားကောင်းကရထားရက်ပြီးတဲ့အချိန်မှာသူကအနောက်ဘက်ကိုပြန်ပြီးတော့မောင်းသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အနောက်ဘက်နောက်ဆုံးအတွဲနဲ့တော့ပြန်ချိန်မှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအတွဲကခေါင်းပြန်ဖြစ်သွားပါတယ်အခုမြင်နေရတဲ့အရှိအတွဲကဖင်ပြန်ဖြစ်သွားပါတယ်အဲ့တော့ဒါကကျွန်တော်အတွက်ပထမဆုံးမြင်ဖူးခြင်းဖြစ်ပါတယ်又爆了！又半夜他是说开口没呀嘞，来喽，看这样。ရန်ကုန်ဘူရာကြီးကနေဆဆထွက်ချင်တာပဲနေရမရပါဘူးထိုင်ကုန်အားလုံးပြည့်နေပါတယ်ဘူရာကြီးကနေစထွက်ပြီးတဲ့နောက်မှာပဲလူတွေတဖြည်းဖြည်းနဲ့ကြက်လာပါတယ်ရန်ကုန်ဘူရာကြီးကနေစစီရလုံးဝနေရမရအခုတင်ရင်ကုန်းဈေးရောက်မှပဲနေရစားရတယ်ပေါ့နော်အဲ့တော့ခက်စီလိုက်ရတယ်ညထားဖြစ်ပါတယ်ခါလေးဆိုရင်လိုင်းကဖက်တော့ဆူနေတယ်ထက်စားရတယ်တင်ရင်ကုန်းဘူရာကြီးကြုတ်ပြီးမှပဲကျွန်တော်လည်းနေရပါတယ်လူလေးချောင်းလာပါတယ်အစကတော့ရန်ကုန်ဘူရာကြီးချစ်ပြန်လိုက်သွားဖို့တော့စဉ်းစားပါတယ်ဒါပေမဲ့ဆက်ပြီးတော့လိုက်ချင်တဲ့စိတ်မရှိတဲ့အတွက်လေရန်ဘူရာမှာလည်းဆင်းပြီးတော့မှလေရန်ဖက်ကိုဆက်ပြီးတော့ရှောက်လိုက်ခဲ့ပါတယ်အခုရောက်နေတဲ့ဘူရာကလေရန်ဘူရာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘူရာပထမချိန်ရောက်ချင်းဖြစ်ပါတယ်လေရန်နာတဝိုင်းမှာရှိတဲ့ဘီယာဆိုင်ကိုရှာလိုက်ပါဦးမယ်နောက်ဆုံးတော့ဘီယာဆိုင်ရောက်ပါဘီယာတော့ပြီးတဲ့နောက်မှာတော့မယန်ကုန်းမှာနေတဲ့တငယ်ချင်းကိုပြန်လိုက်ပို့ပါတယ်ပြီးတော့ဗဟန်ပြန်ဖို့ဘတ်ကဆောက်ပါတယ်ဘတ်ကအကြိုင်းဆောက်လိုက်ရပါတယ်နောက်ဆုံးဘတ်ကမရောက်လာတဲ့အတွက်တက္ကစီငါပြီးတော့မှအိမ်ပြန်ခဲ့ရတယ်ညဖြစ်ပါတယ်ကျွန်တော်ရဲ့ vlog ကတော့ဒီလောက်ပါပဲနောက် vlog မှာပြန်ဆောင်ပါမယ် bye bye